TV ကာကွယ်ဆေးလို့ပြောလိုက်လို့ဒါစိုင်းဒီမှာလိုက်ပြီးတော့ TV ကိုကာကွယ်တော့မယ်ဆိုပြီးတော့လိုက်ပြီးတော့ဝယ်တောက်တာမျိုးเนาะအဲ့ဒါမျိုးလုပ်လို့မရပါဘူးဘာလို့လဲဆိုတော့ဒီ TV ကာကွယ်ဆေးဆိုတာဟာ TV ယောဂါကိုကုသတဲ့ဆေးရဲ့အမယ်တွေကပဲဆေးအမယ်လျှော့ပေးထားတယ်နောက်ပြီးတော့သူပေးရမယ့်ကာလလေးကိုပဲပေးထားတာဖြစ်ပါတယ်အခုလိုပြောလိုက်လို့ TV ယောဂကုသခံလိုက်ရတဲ့ TV ယောဂတွေပေါ်မှာအပြစ်တင်ကြလည်းမလို့သူတို့ကိုကုသခံရလို့ဆိုပြီးတော့လည်းစိတ်ထက်ကြစရာမလိုပါဘူး။ဘာလို့လဲဆိုတော့ဒီ TV ယောဂဟာကုသတတ်တယ်လို့မျိုး TV ယောဂရှိမရှိကိုစမ်းသပ်ဖို့နည်းလမ်းတွေလည်းရှိတယ်။ယောဂဖြစ်သည့်တိုင်အောင်ကုရမယ်စီးလေးရှိပါတယ်။ဒါကြောင့်မလို့ခုနကလိုမျိုးတဲ့အိမ်ထဲမှာပဲအတူတူနေသည်ဖြစ်စေ TV ယောဂတွေကိုပြုစုဆောင်ရှားရလည်းဖြစ်စေတစ်ခါကြအလုပ်တူတွဲလုပ်တာလည်းဖြစ်စေပေါ့နော်တချို့ဆိုရှိတယ်ကျမတို့ဒီ under developing နေ developing country မှာဆိုလို့ရှိရင်ဒီလူလက်ပိုင်းညာအလုပ်တွေထွက်လုပ်ကြတယ်တခါမှာကိုယ့်ရဲ့မိဘတွေနော်ရောက်ခမတွေနော်လူကြီးတွေနဲ့သားသမီးတွေနဲ့တွဲပြီးထားတယ်အဲ့လိုတွဲထားတဲ့အခါဒီမှာဒီသူတို့ကိုပြုစုဆောင်ရှားဖို့အတွက်အလုပ်သမားတွေခေါ်တယ်နောက်ပြီးတော့စာသင်ကြားပေးဖို့နော် guide တွေဆီယာမတွေခေါ်တယ်အဲ့ခါမှာသူအဲ့ဒီလူတွေကိုယ်တိုင်အဲ့ဒီခါမှာအဲ့လိုမျိုးသင်ကြားရေးသူတွေပဲဖြစ်ဖြစ်ဒီအိမ်မင်းကိုဆရာလုပ်ပြရတဲ့သူတွေဖြစ်ဖြစ်သူကပြင်ပန်းတာတွေကိုခံအားနေတာတွေလူအများကြီးနဲ့ထိထိဆက်ဆံရတဲ့အခါတွေမှာသူတို့ကိုယ်တိုင် TV ယောဂရှိနေတဲ့အခါတွေမှာ TV ယောဂရှိတဲ့သူကိုမသိဘဲနဲ့เนาะservice ယူလိုက်မိတယ်ဝန်ဆောင်မှုယူလိုက်မိတယ်အိမ်ကလူတွေကူပြီလားဆိုပြီးအိမ်ရှင်မတွေစိတ်ပူပြီးတော့ဒီ group တွေထဲမှာမေးတာမြင်မှုတဲ့အဲ့ခါကျတော့အကောင်းဆုံးကတော့ TV ယောဂရှိတဲ့သူနဲ့ထိတွေ့မိရင်လူကြီးကလေးတွေရှိတဲ့အိမ်တွေကစစ်ဆေးပေးရပါမယ်စစ်ဆေးပေးပြီးတော့ပိုးတွေ့ရင်ခုနကလိုမျိုးကာကွယ်ဆေးတောက်ထားရမယ်ယောဂလက္ခဏာမှာပြရင်ယောဂနဲ့ပတ်သက်တဲ့ကြောက်ဖို့အတွက်ဆေးတွေတောက်ပေးရပါမယ်